အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆက်စိတ်မွေးမွေးလေးနဲ့တေးစားဖြစ်စားလို့ရှင်လဲအရင်စားလို့ကောင်းတဲ့ရွှေရအသားတို့ကြော်အလွယ်ကြော်နီးလေးကိုလာပြီးတော့မျှဝေပေးရဖြစ်ပါတယ်ဒီကြော်နီးလေးอ่ะဆိုလို့ရှိရင်လွယ်ကူပြီးတော့စိတ်စိတ်မွေးမွေးလေးနဲ့အရင်ကိုမှစားလို့ကောင်းပါတယ်ကဲဒါဆိုရင်တော့လုံနီးလေးကိုသိအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြပါအောင်နော်ပထမဆုံးအနေနဲ့ရွှေရတက်တက်လော့အသားတို့လေးကိုအရင်ဆုံးရေထဲမှာနိုင်ခွက်လောက်စိမ်ထားပါမယ်စိန်သားပြီဆိုလို့ရှိရင်တော့ပွာလာတဲ့အသားလူတွေကိုရေစင်အောင်ညှစ်ပြီးတော့ပကံတက်တန်တွေကိုလှည့်ထားပေးလိုက်ပါမယ်ဒီလိုမျိုးအသားတွေညှစ်ပြီးသွားပြီဆိုလို့ရှိရင်လည်းအချောက်ခဏတော့မှကြက်ဥလေးတွေကိုကိုလိုချင်တလောက်ကိုပေါ့နော်ခွက်တဲထည့်ပြီးတော့ခလောက်ထားပါမယ်ဒီချိန်မှာဆိုလို့ရှိရင်တော့အရသာအတွက်စားအသားမုတ်တို့ကိုလည်းလိုသလိုထည့်ပါမယ်ကြက်ဥလေးတွေခလောက်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုထည့်မဲ့အကြော်မုတ်ကိုလိုတလောက်ထည့်ပြီးတော့ထပ်ပြီးတော့တမအောင်မှွေပေးပါမယ်ဒီလိုမှွေလို့ကြက်ဥလေးနဲ့မုံနစ်လေးတွေရောပြီးတော့ကြေသွားတဲ့အချိန်လေးဆိုလို့ရှိရင်တော့ရေညစ်ထားတဲ့အသားတို့လေးတွေကိုထည့်ပြီးတော့နှံ့အောင်ထပ်ပြီးတော့မှွေပေးလိုက်ပါတယ်ဒီလိုမျိုးနှံ့အောင်လဲဝဲတဲ့အချိန်မှာတော့ကြက်ဥသားလေးတွေကိုစိတ်ဝင်သွားအောင်လို့လည်းဖိနေပေးလိုက်ပါမယ်မုံနစ်လေးလည်းနေလို့ပြီးပြီဆိုတော့အိုးတွေကိုစီထည့်ထားမှာပဲစီလေးပူလာရဲ့ခါကျရင်တော့နေပြီးသားအသားတို့လေးတွေကိုစီပူပူမှာကြော်ပေးလိုက်ပါမယ်အသားတို့လေးတွေကရွှေရောင်တန်းလာတဲ့အထိကြော်ပေးလိုက်ပါမယ်နှစ်ဖက်ကိုအကျဉ်းညီအောင်လို့လည်းဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါမယ်နှစ်ဖက်စလုံးကအကျဉ်းညီပြီးရေးလာပြီဆိုလို့ရှိရင်တော့စီလေးစစ်သွားအောင်လို့စကားလေးနဲ့စစ်ပြီးတော့ဆယ်ထားပေးလိုက်ပါတယ်အခုဆိုရင်တော့လုံးဝဟိုမှာပေါ့နော်တေးသာဖြစ်လဲစားသုံးလို့ရတဲ့ရွှေရအသားတို့ကြော်လေးရပါပြီဒီရွှေရအသားတို့ကြော်လေးရဆိုလို့ရှိရင်လူကြီးလူငယ်မျိုးဒါကြိုက်နဲ့တက်ကြတဲ့အသားတို့လေးကိုမှအခုလိုရတာရှိကြော်ထားဖြစ်တဲ့အတွက်ပေါ့နော်အရန်ကိုမှလည်းစားလို့ကောင်းပါတယ်